နာမည်ကြီးပြီးဖအံမြို့ထဲမှာရှိတဲ့အပြင် service ရော view ရောအဆင်ပြေတဲ့ hotel ကန္တာဦးလေးတစ်ချက်လိုက်ပြပေးပါမယ် hotel ကန္တာဦးရဲ့အားသာချက်ကလေကန်တာယာရေကန်ကြီးကိုမြင်ရတာတခုတည်းမဟုတ်ဘူးတိလားညစီနဲ့နီးတယ်မြို့လေကောင်ကြတော့တွားရလာရတာအဆင်ပြေတယ်တန်လွင်မြစ်ဇွဲကပင်တောင်အပါဝင်မြို့တစ်မြို့လုံးကို 360 view ရတာဆိုရင်ဒီ hotel တစ်ခုပဲရှိမယ်ထင်တယ်အခန်းတွေကတော့လေဂျာရက်ကလွဲရင်ဒီရက်ပိုင်းအကုန်ပြည့်နေရဗျာဒါပေမဲ့ကက်ဆယ်အခန်းတွေကတော့ရနိုင်ရဲ့ပေါ့နော်ဆိုတော့တစ်ချက်တော့ဖုန်းဆက်ကြည့်ပေါ့ကျွန်တော်တော့မှကက်ဆယ်အခန်းရလို့တဲဖြစ်သွားတာပါချက်အိမ်ဝင်မှုအကြာကြီးတော့မဆောင်လိုက်ရအောင် service ပိုင်းလည်းအဆင်ပြေလို့တော့ခံစားရတာပဲဝန်ထမ်းတွေကလည်းအဆင်ပြေပါတယ်ကျွန်တော်တဲတာစနေနေ့ဗျာလုံးဝအခန်းတွေပြည့်နေတာအဲ့ဒါကိုကယ်ဆယ်ခိုင်းထိုင်ညော်နေတာနောက်ဆုံးမှတော့ရောက်သွားတယ်ဗျာဖောင်စီရဲ့အချိန်ဓာတ်ပုံရိုက်ဖို့ထီးအကြည့်လဲရောင်းတယ်နော်တစ်ချောင်း2000နဲ့ပြီးတော့ကိုကဟိုတယ်အကူပြောင်းနေမှာ luggage တွေပါအပ်မယ်ဆိုလဲသူတို့တင်ထားပေးရဗျာဒီမှာစိတ်ချရတယ် swimming pool နဲ့ gym room ကတော့မတွေ့မိဘူးဗျာမပေါက်ထင်တာပဲကျွန်တော်လည်းတေချာတော့မမေးလိုက်မိဘူးဒါပေမဲ့ပကေကတော့အကျယ်ပဲဗျာဒီလားကိုပိုင်ကားနဲ့လာရင်တော်တော်အဆင်ပြေပြီးတော့ EV charging station လည်းရှိရနော်ချိုချင်းက check in ဝင်တော့ကတော့ရှိသေးတယ်အခုကပဲပြောက်သွားလဲမသိဘူးတက်လေကနှစ်ခုရှိရတစ်ခုကတော့ staff only လို့တော့ရေးထားတယ်ဒါပေမဲ့လည်းသူတို့ပြီးတော့သုံးပါတယ်စုစုပေါင်း8လွှာရှိတာအောင်မှာအပေါ်ဆုံးထက်ကဘားနဲ့ restaurant ပေါ့နော်မနက်ပိုင်း buffet လဲအမှပဲစားရဗျာ breakfast က okay အခန်းလေးတစ်ချက်လိုက်ပြပေးမယ်ဗျာတစ်ချက်ကြည့်လိုက်ပေါ့ swimming pool နဲ့ spa လေးပါရင်တော့ပုံမိုက်မယ်နော်ကျွန်တော်တို့အခန်းကတော့9လမှာပေါ့နော်ဈေးကတော့2သိန်းပေးရပါတယ်မစိုးပါဘူးအခုမြင်နေရတာတက်လွင်မြစ်ပေါ့နော်တော်တော်လေးလာရင်တော့ view ရတယ်ပြီးတော့အောက်မှာကားပါကင်ဗျာတစ်ချက်ကြည့်လိုက်ပေါ့မိုးကတော့နည်းနည်းလေးရွာနေဗျာ extra person တိုးမယ်ဆိုတော့4000ခွဲ extra bed ဆိုရင်တော့9000ခွဲပေးရပါတယ်အခန်းကကျယ်တယ်တန်းရှင်းတန်းမှုရှိတယ်အဲ့ရလဲအဆင်ပြေတယ်ဗျာပြီးတော့ဒီမှာထိုင်မှု sofa ကြီးလည်းလုပ်ပေးထားဆိုတော့အဆင်ပြေပါတယ်smoking တော့မရဘူးဗျာစလိတ်တောက်လို့မရဘူး decoration ဆင်ပေးထားရည်လဲပေးရအစီနဲ့ဆိုတော့တော်တော်မိုက်ပါတယ်ဒီလားပြီးတော့အဝတ်ထည့်ဖို့အတွက် BO ပါမယ် aircon ကလည်းအဆင်ပြေရယ် wifi ကလည်း line ကောင်းတယ် TV ကတော့ smart TV တော့မဟုတ်ဘူးအခန်းတွေကလေအများနဲ့ maintenance လုပ်ထားတဲ့ခါကျတော့ဘယ်ချိန်လာတဲ့အဆင်ပြေရယ်ဗျာမနစ်တုန်းကလည်းအတူတူပဲအဆင်ပြေအဲ့ရပေါ်တက်လိုက်မိရနည်းနည်းတော့တွန့်သွားတယ်ဗျာနည်းနည်းတီးခံပြီးကြည့်ပေးပေါ့ပြီးတော့ပြကြတကူရှိရယ်ဘာလဲသိလား view ပဲဒီမှာကြည့်လိုက် view ကတော်လေးကိုလာတာဗျာဒီမှာဒါဇွဲကပင်တောင်နဲ့ကန်တာယာရေကန်ပေါ့နော်ဆိုတော့ဒီလိုမန်ကြီးကိုဒီလိုအပြည့်ထည့်ပေးထားရတော်လေးကိုလေဝင်လေထွက်ကောင်းပြီးအလင်းလဲရတယ်တော်လေးလဲလာတယ်ဗျာဒီလားအခုလိုတဘာဝအလှကြီးကိုစိတ်ကြိုက်ခံစားလို့ရမယ့်ဝရန်တာထည့်ပေးထားတော်လေးကိုမိုက်ရဗျာဒီလားဇွဲကပင်တောင်အောက်မှာတဲရတော့မိုက်တယ်ဒါပေမဲ့ဖုန်းလိုင်းတွေကသိမလားမီးရက်ကပ်ပဲမီးရဗျာပြီးတော့ wifi မဲ့အာကိုပြီးနေရဆိုတော့ဗျာဒီလားမြို့ထဲမှာအဲ့ error တွေမရှိဘူးအကေး wifi လိုင်းမကောင်းတော့မှကိုယ့်ကို data လေးဖွင့်ပြီး line သုံးလို့ရတယ်ဗျာပြီးတော့ကိုကဘဲမှမသွားဖြစ်ဘူးပဲထားဒီ hotel မှာပဲ AC view လေးပါလေးကြည့်ပြီး AC ချီလင်းလုံးမယ်ဆိုတော့အဆင်ပြေဗျာမြို့ထဲမှာဆိုတော့ညဈေးသွားရင်လည်း9မိနစ်10မိနစ်ပဲ okay ဆိုတော့ကျွန်တော် bedroom လေးလိုက်ပြပေးမယ်ဗျာ bedroom ကတက်ရှင်းတက်ရမှုရှိတယ်အနက်တက်ဘာမှမရှိဘူးပြီးတော့ကျွန်တော်တို့ room ကတော့ bed တက်ပါတယ် swimming pool မပါဘူးဆိုတော့ bed တက်အစားထိုးအနေနဲ့ရေစိမ်ပေါ့ဗျာညဘက်ရောက်ရင်လည်းဘားထိုင်လို့ရရင်တော့ဘားလဲဖွင့်တယ်ကျွန်တော်တဲတဲ့ညမှာတော့ဘားကို6လွှာကနေဒီဘက်ခမ်းမဘက်ကိုရွှေ့လိုက်တယ်ဒါပေမဲ့တော်တော်အဆင်ပြေပါတယ်ဈေးလည်းတက်တာရည်ဒီလားအဲ့တဲ့တော်တော်များများလဲဘားလာထိုင်ကြရတော့တွေ့ရတယ်ပအန်ယာတီဦးတူကတော့လေအခုချိန်မနေ့နေ့လဲညကြိုက်တဲ့ချိန်ကြိုက်လို့ကြည့်မိုးကတော့အမြဲရွာရဗျာနေဘလောက်ပူပူနော်ခရိုင်ကြိုင်မိုးကကောက်ကောက်ရွာပဲလုံးဝခတ်မှန်းလို့မရဘူးရာဒီတူက breakfast ကတော့8လွှာမှာပါ6နာရီကနေ10နာရီကျွေးပါတယ် breakfast လာမစားချင်ဘူးဆိုရင်အခန်းထဲပို့ပေးပါတယ်တီဘယ်တွေကလည်းတော်တော်များပါတယ်15ခုလောက်ရှိမယ်ထင်တယ်ပြီးတော့ view ကြည့်လိုက်တော်တော်မိုက်တယ်နော်ဒီဘက်ချမ်းကြည့်လိုက်မယ်ဆိုရင်ဇွဲကပင်တောင်မြင်ရမယ်ကန်တာယာရေကန်မြင်ရမယ်ဒီဘက်ချမ်းကြည့်လိုက်မယ်ဆိုမြို့နဲ့ဒီဘက်ကတက်လွင်မြစ်ကိုမြင်ရမယ်ဗျာမိုးရွာထားတော့လေမြို့ကရေရောနည်းနည်းလေးကြီးနေတဲ့အနေထားမှာတော့ရှိတယ်အရန်တော့မဆိုးသေးဘူးဗျာတိလားလာလေလို့ရပါတယ်ပြဿနာမရှိဘူး breakfast buffet ကတော့လုံးဝ quality ပဲ menu လည်းတော်တော်စုံတယ် staff တွေ service ပေးရလဲအဆင်ပြေရဒီ hotel ကလေ family ပဲလာဗျာ business အနေနဲ့ပဲလာသိမလားအဆင်ပြေဗျာ family room တွေလည်းရှိရဆိုတော့လေနောက်တစ်ခေါက်လည်းထပ်လာဖြစ်အောင်ပါ menu စုံရုံတင်မဟုတ်တော့တခုချင်းစီတိုင်းကလည်းတော်တော်လေးစားကောင်းပါတယ်ကျွန်တော်ဘာမှ sponsor မယူထားပါဘူးဘာမှလည်း sponsor လည်းမရပါဘူးကျွန်တော်လည်းဘယ်သူမှ sponsor မပေးဘူးဒီက honest review ကျွန်တော်ပေးတာဖြစ်ပါတယ်ဒီ hotel ကလည်းနာမည်လည်းကြီးပြီးသားပဲဗျာလူတိုင်းလည်းတဲနေရပဲအထူးတလည်းညွန်ပေးစရာတော့မလိုပါဘူးကျွန်တော်ဒီတိုင်း edit ချင်လို့ရှောက်လုံးနေရပဲရှိ okay menu လေးတစ်ချက်လိုက်ကြည့်လိုက်ပေါ့ဒီဘက်မှာတော့သမင်းကြော်တွေဟင်းနေပါပါညာညာပေါ့ကျွန်တော်တို့ကဒီမနေ့တောင်ဝိုင်းတက်ထားတာဗျာဟိုတယ်ကို9ခွဲတော့မဟုတ်9:20လောက်ရောက်တာအခုမှတောက်တက်ပြီးလာစားဘိုင်းကတော်တော်စားနေရဆိုတော့စားလို့တော်တော်ကောင်းနေရဗျာဟင်းတွေကတော်တော်စုံပါတယ်အရတာလည်းရှိရတက်ရှင်းတက်မှုလည်းရှိရဗျာပေးရဈေးနဲ့ဆိုတော့ဒီဟိုတယ်ကတော်တော်လေးတန်တယ်ဒီလားမနေ့စားရစိတ်ချမ်းသာခြင်းစရာဒီလိုတဘာဝရှုခင်းကြည့်ပြီးတော့စားရတယ်ပြီးတော့ဒီမှာ special menu အနေနဲ့နန်းပြတုပ်တွေကြောက်ဥကြော်တွေကြောက်ဥပြုတ်တွေကို request လုပ်ရင်လည်းသူတို့ကြော်ပေးရနော်ဘိုင်းတော်တော်စားနေဗျာမနေ့
စာစားပြီးရတယ်ကျွန်တော်တို့ဟိုတယ်ချက်အောက်လုပ်ပြီးတော့ဆွဲကပင် Valley Resort ကိုတွားရတော့မှာဗျာဒီနေ့ကတော့ကျွန်တော်တို့အလုံးအိမ်မှာဖောင်တွားစီးမလို့ဗျာဖောင်ပနစည်းဆောက်အောင်လဲတော့မသိဘူးပြီးကျွန်တော်ဗီဒီယိုပြန်တင်ပေးမယ်ဗျာ Oh sorry ဘာလေးပြမလို့ပါဆိုမေ့နေလို့ဒီမှာရှစ်လွှာမှာဘာရှိရနော်မင်းညကတော့မိုးရွာလို့ထင်တယ်ဘာကိုအောက်ကခမ်းမကိုရွှေ့လိုက်တယ်ဗျာဒါပေမဲ့အဆင်ပြေခဲ့ပါတယ်ဒီလားကိုလူတို့ဖအံရောက်ရင်တော့ကနာဦးဟိုတယ်ကိုတဲခဲ့ဗျာဒီလားအနည်းဆုံးတော့တရက်တဲခဲ့တကယ်မိုက်လို့ပြောပြရဗျာဒီလားကျွန်တော်ကတော့မြို့တဲ့ဟိုတယ်ထဲမှာဟိုတယ်ကနာဦးအကြိုက်ဆုံးပဲဖုန်းလိုင်းတွေပါလေမိရယ်ပြီးရင်ဘယ်ပဲတော့နီးရယ်ဗျာဒီလားတွားရလာရတာအဆင်ပြေရယ်ဆိုတော့လေဆိုတော့အားလုံးပဲ have a good day ပါကျေးဇူးအများကြီးတင်ပါတယ်